အခြေအတွက်ပကံဖျားဖူးပကံမှာအခြေအဆင်ပြေခြင်းရင်ဒီဖျားသုံးခုကိုမချစ်မနေဖူးကြည့်ပါပထမဆုံးကတော့ရွှေစည်းကုံဖျားဆူတောင်းပြီးဖျားအထစ်နာမည်ကြီးပြီးအခြေရေးအိမ်ထောင်ရေးအတွက်လူများစွာလာဆူတောင်းကြပါတယ်ဒုတိယကအာနန္ဒာဖျားအခြေရေးမှာအရေးကြီးဆုံးကနားလည်မှုပါဒီဖျားမှာစိတ်ငြိမ်သက်မှုနဲ့အစဉ်ပြေခြင်းနဲ့စမ်းတာကိုဆူတောင်းကြပါတယ်တတိယကရွှေစမ်းတော်ဖျားနေဝင်ချိန်မှာအဋိဌံပြုပြီးဆူတောင်းရင်စမ်းတာပြည့်တယ်လို့ယုံကြည်ကြပါတယ်ဒါပေမဲ့အရေးကြီးဆုံးကဖျားမဟုတ်ပါဘူးကိုယ့်ရဲ့စိတ်ပါစိတ်မှန်မှန်နဲ့ဆူတောင်းပါမေတ္တာနဲ့ပြုမှုပါကောင်းတဲ့အချစ်ဟာကိုယ့်စီကိုလာပါလိမ့်မယ်ဒီလိုအကြောင်းအရာတွေကြိုက်ရင် follow လုပ်ပြီးနောက်ထပ်ဗီဒီယိုတွေကိုဆက်လက်အားပေးကြပါဦးနော်